ညဘက်အိတ်တဲ့အခါမှာကျမတို့အိပ်ရတယ်ရောက်တဲ့အခါအတွေးတွေတွေးပြီးတော့အိမ်မပြုတ်ဖြစ်တတ်လားဒါမှမဟုတ်လို့ရှိရင်လေကိုကအိပ်ပြုတ်ရခက်ခဲတဲ့သူဖြစ်နေမလားဒီလိုဆိုရင်တော့ညဘက်မှာအိပ်ဆက်ရင်းနဲ့ပြုလုပ်လို့ရတယ် meditation လေးကိုကျမကပြောပြပေးချင်ပါတယ်ညဘက်အိပ်ဆက်တဲ့အခါမှာဒီ meditation လေးပြုလုပ်နည်းကိုနားထောင်ပြီးတော့လိုက်ပြီးပြုလုပ်ခြင်းအပြင်တက်တောင့်တတနဲ့အိပ်ပျော်စေပြီးတော့မနက်မိုးလင်းတဲ့အခါမှာလည်းခန္ဓာကိုယ်ကပေါ့ပါပြီးတော့ကြည်ကြည်လင်းလင်းနဲ့နိုးထနိုင်မှာပဲဖြစ်ပါတယ်ဒီတော့အားလုံးပဲနားထောင်နေကြသူများအိပ်ရတဲ့ကိုရောက်နေကြပြီလို့ကျွန်မမျှော်လင့်ပါတယ်ကိုယ့်ရဲ့ခေါင်းအုပ်လေးပေါ်မှာလည်းကိုယ်ခေါင်းလေးကိုချထားပြီးပြီကိုတက်တောင့်တက်တာအိပ်နေကြပုံစံလေးအတိုင်းကျွန်တော်တို့အိပ်လို့ရပါတယ်မျက်လုံးလေးကိုလည်းညင်ညင်သက်သာလေးမှိတ်ထားမယ်အခုလက်ရှိကျမတို့ခေါင်းထဲမှာအတွေးထဲမှာဘယ်လိုကြောင်းရာတွေကိုတွေးနေမိလဲဆိုတာကိုတတိထားပြီးတော့ပြန်ကြည့်ကြည့်မယ်အနာဂတ်အတွက်ကြိုပြီးတော့ပူပန်နေလားဒါမှမဟုတ်ရင်လည်းအတိတ်ကဖြစ်ပြီးခဲ့တဲ့အကြောင်းအရာတွေအတွက်ကြိုပြန်နေပြီးတော့မှပူဆွေးနေလားပူပန်နေလားစိတ်လုံးမကြတဲ့ဖြစ်နေခဲ့လားဒါမှမဟုတ်ရင်လည်းလက်ရှိပြစ္ဆုတ်ပံကာလကိုပူပန်နေရတာမျိုးစိတ်လုံးမကြတာမျိုးတခုခုကိုကြောင်းကြစိုးရိမ်နေတာမျိုးဖြစ်နေပါလားတတိတော့အတိတ်ကိုတွေးမိလားအနာဂတ်ကိုတွေးမိလားပြစ္ဆုတ်ပံကိုတွေးမိလားဆိုတာကိုစဉ်းစားသုံးသပ်လို့ပြီးပြီထင်ပါတယ်ဒါဆိုရင်တော့ဘယ်လိုမျိုးအချိန်ကာလအပိုင်းခြားကအရာတွေကိုပြန်တွေးမိတာပဲဖြစ်ပါစေဒီအတွေးတွေကိုမိမိတွေးနေတဲ့မိမိရောက်နေတဲ့နေရာလေးမှာပဲဒီအတွေးတွေကိုဖြတ်ချဖြစ်လိုက်ပါမယ်ဆက်ပြီးတော့ဒီအတွေးတွေကိုကျွန်တော်တို့ဆက်ပြီးမတွေးတော့ပါဘူးအဲ့ဒီတော့ကျွန်တော်တို့ဘာလေးလုပ်ရမလဲဆိုရင်ကိုပေတစောင်းလေးအိတ်တယ်ဆိုလည်းအဆင်ပြေတယ်ဘယ်နဲ့လေးအိတ်တက်တဲ့သူလည်းအဆင်ပြေတယ်ကိုယ့်ရဲ့ပုံမှန်အိတ်နေကြပုံစံလေးအတိုင်းပဲအိတ်ပြီးတော့ကျွန်တော်တို့ breathing လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ရအောင်အသက်ကိုအပြည့်အဝရှူသွင်းလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့1 2 3 4ခဏလောက်အောင်ထားမယ်ပြီးရင်တော့လေကိုနှာခေါင်းကနေမထုတ်ဖဲပါးစပ်ကနေဖြည်းဖြည်းချင်းလေးပြန်ထုတ်မယ်ကိုရှူသွင်းလိုက်တဲ့လေတွေကအားလုံးကုန်သွားပြီဆိုရင်ချက်ချင်းပြန်ပြီးတော့လေကိုရှူမသွင်းမယ်ခဏလောက်လေးရှက်ထားပြီးတော့1 2 3 4ပြန်ပြီးအပြည့်အဝရှူသွင်းမယ်1 2 3 4ဖြည်းဖြည်းချင်းပါးစပ်ကနေပြီးတော့ရှူထုတ်မယ်1 2 3 4လေကိုရှူသွင်းလိုက်တဲ့အချိန်လေကိုပြန်ထုတ်လိုက်တဲ့အချိန်မှာမိမိရဲ့1 bite ကပိန်သွားတယ်ဖောင်းသွားတယ်လေကိုရှူသွင်းတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ကဒီဖြစ်နေတဲ့ sensation ကိုလည်းတတိထားပြီးတော့ကြည့်ပေးပါဒါဆိုရင်9ခေါက်လောက်ကျမတို့လုပ်ကြည့်ရအောင်လေကိုအပြည့်အဝရှူသွင်းမယ်1 2 3 4
ပါးစပ်ကနေဖြည်းဖြည်းချင်းပြန်ပြီးတော့လေကိုရှူထုတ်မယ် 1 2 3 4ရှူသွင်းမယ်မိရ1 bite ကလေးပိန်သွားတာကိုသတိပြုမိပါ1 2 3 4ဖြည်းဖြည်းချင်းပါးစပ်ကနေပြန်ထုတ်မယ်မိရ1 bite ကလေးကဖောင်းလာတာကိုသတိပြုမိပါ1 2 3 4ရှူသွင်းလိုက်မယ်အပြေး1 2 3 4ပါးစပ်ကနေပဲဖြည်းဖြည်းချင်းရှူထုတ်မယ်နောက်ဆုံးတစ်ချိန်လုံးကြည့်မယ်အပြေးအဝရှူသွင်းလိုက်မယ်1 2 3 4ပြန်ပြီးတော့ရှူထုတ်ပါးစပ်ကနေဖြည်းဖြည်းချင်းလေး1 2 3 4ဟုတ်ပြီဒါဆိုလို့ရှိရင်ခုနကကျမတို့ဒီလေကိုရှူသွင်းရှူထုတ်မလုပ်ခင်နဲ့အခုချိန်မှာကိုယ့်ရဲ့စိတ်ကလေးတွေပုံမှုပြီးတော့မှတက်တောင့်တတနေထားလေးဖြစ်သွားတာဘယ်လိုမျိုးလေးခံစားလိုက်ရလဲကျမတို့တတိပြန်ပြီးတော့ထားကြည့်ကြည့်မယ်ရှူသွင်းရှူထုတ်လုပ်တဲ့အချိန်မှာခုနကကျမတို့မလုပ်ခင်တော့ကတွေးမိတဲ့အတွေးတွေရောအဲ့ဒီအချိန်မှာကျမတို့တွေးမိကြတာတက်နိုင်ဆုံးတော့เนาะကျွန်တော်တို့ဒီရှူသွင်းရှူထုတ်လုပ်တဲ့အပေါ်မှာပဲအာရုံစူးစိုက်မှုကအပြည့်ရှိနေပါတယ်ဒီလိုဆိုရင်တော့နောက်ထပ်တစ်ဆင့်တက်ကြည့်ရအောင်ပါကျွန်တော်တို့နာသီးထိတ်နဲ့နှုတ်ခမ်းရဲ့အပေါ်ကတရိကန်နေရာလေးရှိပါတယ်အဲ့ဒီတရိကန်နေရာလေးတစ်ခုတည်းကိုပဲအာယုံစူးစိုက်ပြီးတော့မှကြည့်ပါမယ်လေကိုရှူသွင်းလိုက်တယ်ပြန်ထုတ်လိုက်တယ်နှာခေါင်းကနေပဲရှူသွင်းမယ်နှာခေါင်းကနေပဲပြန်ထုတ်မယ်ပုံမှန်တဘာဝအတိုင်းကျမတို့အသက်ရှူသွင်းရှူထုတ်တယ်လှုပ်တဲ့ပုံစံအတိုင်းလေးပဲလှုပ်လို့ရပါတယ်အရန်ကြီးခက်ပြပြအသက်ကိုရှူသွင်းလိုက်မယ်ပြန်ပြီးတော့ဖြည်းဖြည်းချင်းပြန်ပြီးတော့တက်ကိုရှူထုတ်လိုက်မယ်ဒီလိုမျိုးလေးလှုပ်တာကကြတော့ကျမတို့ပုံမှန်အသက်ရှူသွင်းရှူထုတ်လုပ်နေခြင်းနဲ့စိတ်ကတခြားအာရုံကိုပြန့်သွားတယ်ဆိုရင်တော့ကိုယ့်ရဲ့စိတ်လေးတည်ငြိမ်လာတဲ့အထိအပြည့်အဝနှာခေါင်းကနေပြီးတော့အသက်ကိုခပ်ပြင်းပြင်းလေးရှူလိုက်မယ်ပြီးရင်ဖြည်းဖြည်းချင်းလေးပြန်ပြီးတော့နှာခေါင်းကနေပဲပြန်ထုတ်မယ်ကိုယ့်ရဲ့ focus ထားရမယ်ခန္ဓာကိုယ်ကနေရာတစ်ခုကတော့ကျမတို့အပေါ်နှုတ်ခမ်းနဲ့နာသီးထိတ်နဲ့ဂျားတွေကတရိကန်နေရာလေးအပေါ်တစ်ခုကိုပဲအာယုံစူးစိုက်မှုထားပါအဲ့တော့ကျမတို့လုပ်ကြည့်ကြမယ်နော်ရှူသွင်းမယ်နှာခေါင်းကနေရှူထုတ်မယ်အဲ့တော့ဒီတရိကန်နေရာလေးမှာကျမတို့ဘယ်လိုမျိုး sensation လေးတွေရလဲဆိုတာကိုလည်းသတိထားမိပါရှားနေလားရွာစီကလေးတွေခံစားနေရလားဘာမှမခံစားရဘူးလားအေးနေလားပူနေလားဒီရဲ့ sensation လေးတွေကိုကျမတို့အာရုံစူးစိုက်ပြီးကြည့်ပါရှားနေတယ်ဆိုပြီးတော့လေဒီဖြစ်ပေါ်လာတဲ့ရှားရံတဲ့အရာပေါ်မှာစိတ်တိုးခြင်းဒေါသထွက်ခြင်းကျမတို့မရှိဘဲနဲ့ဒီရာရံမှုလေးတွေဒီရဲ့ခံစားရတဲ့ sensation လေးတွေကိုပဲသူ့ရဲ့ပျောက်သွားတဲ့အချိန်ထိအာရုံထားပြီးတော့ကြည့်ပြီးပါရာရံနေတဲ့အရာတွေကကျမတို့တစ်သက်လုံးအကြာကြီးမရဘူးဒီအသက်ရှူသွင်းရှူထုတ်လုပ်ရင်းနဲ့ဒီတရိကန်နေရာလေးက sensation လေးတွေဟာတဖြည်းဖြည်းနဲ့လျှော့ပါသွားလာတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ဒီနေ့လေးအတိုင်းကိုကျမတို့အသက်ရှူသွင်းရှူထုတ်လုပ်တာလေးကိုပုံမှန်လေးလုပ်ကြည့်ကြမယ်ရှူသွင်းတယ်ရှူထုတ်တယ်ရှူသွင်းတယ်ရှူထုတ်တ
အေးမြမှုကိုခံစားရပြီးတော့ပြန်ထုတ်လိုက်တဲ့လေကကိုယ့်ရဲ့နာသီးဝထိပ်ဖြာလေးမှာပူနွေးမှုလေးနဲ့အတူပြန်ပြီးတော့လေလေးတွေထွက်လာတာကိုသတိထားကြည့်လိုက်ပါအဲ့တော့ဒီနည်းလေးအတိုင်းပဲကျွန်တော်တို့ရသလောက်ကလေးမှတ်ကြည့်မယ်ကိုယ့်ရဲ့ခေါင်းထဲမှာကျန်တဲ့အတွေးလေးတွေဝင်လာတာမျိုးလေးတွေရှိကောင်းရှိပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီအတွေးတွေဝင်လာပြီဆိုတာနဲ့တတိထားပြီးတော့ဆက်ပြီးတော့မတွေးဘဲနဲ့ချက်ချင်းဒီအတွေးကိုပဲရှင်းလိုက်ပြီးတော့ကျွန်တော်တို့နှာခေါင်းနဲ့နှုတ်ခမ်းထက်ကတရိကနေရာလေးမှာပဲပြန်ပြီးတော့ focus ထားပြီးတော့မှဒီရဲ့ရှိနေတဲ့ဖြစ်ပေါ်နေတဲ့ sensation လေးတွေကိုကျွန်တော်တို့မှတ်ကြည့်ပါမယ်အဲ့တော့ဒါကကျွန်တော်တို့ညဘက်အိပ်ရင်ပဲဖြစ်စေနေ့ခင်းမှာလည်း15မိနစ်လောက်ပဲဖြစ်စေဒီ mindfulness meditation ကိုပြုလုပ်ခြင်းအားဖြင့်မနေ့အိပ်ရထားရင်လည်းဒါလေးကို15မိနစ်ပြုလုပ်ခြင်းအားဖြင့်ဒီနေ့ဒါလုံးမှာလလန်းဆက်ဆန်းပေါ့ပေါ့ပါပါနဲ့နေထိုင်လို့ရမှာပဲဖြစ်ပါတယ်အဲဒီတော့ရှူသွင်းနဲ့ရှူထုတ်တယ်ခေါင်းထဲမှာတွေးထဲမှာတခြားအာယုန်တွေကဝင်မလာနဲ့လို့ဒါလည်းဝင်လာကြမှာပဲအဲ့ဒီဝင်လာတဲ့အတွေးတွေအာယုန်တွေညှိတွယ်မှုတွေကိုကျမတို့ကတိလိုက်တာနဲ့ချက်ချင်းဖြတ်ချလိုက်ပြီးတော့ဆက်မတွေးတော့ဘဲနဲ့လက်ရှိပစ္စုပန်မှာမိမိဘာလုပ်နေလဲဆိုတာကိုပဲ focus ထားပြီးတော့မှကျမတို့ပြန်ပြီးတော့ဒီတရိကနေရာလေးမှာပဲအာယုံစူးဆိုင်ပြီးတော့မှပြန်ပြီးတော့သူ့ရဲ့ sensation ကိုကြည့်မယ်စိတ်အာယုံအရန်ပြောင်းလဲသွားတယ်ဒါဆိုရင်ကျမတို့အရှိမပထမဆုံးလုပ်ခဲ့တဲ့လေးကိုအပြေးဝရှူသွင်းလိုက်မယ်1 2 3 4ပြီးရင်ပါးစပ်ကနေဖြည်းဖြည်းချင်းလေးပြန်ထုတ်မယ်1 2 3 4ဒါလေးကိုကိုယ့်ရဲ့စိတ်တည်ငြိမ်လာတဲ့အထိကျွန်တော်တို့ပြန်ပြီးတော့ကြတော့လုပ်မယ်ကိုယ့်ရဲ့စိတ်ပြန်တည်ငြိမ်လာပြီဆိုရင်ခုနကကျွန်တော်တို့နာသီးထိပ်ဖြာနဲ့နှုတ်ခမ်းထက်ကတရိကနေရာလေးမှာပဲပုံမှန်အသက်ရှူတယ်ပြန်ပြီးတော့ဖြူထုတ်တယ်ဒီတိုင်းလေးပြန်ပြီးတော့ကိုရတဲ့လောက်လေးထိဆက်ပြီးတော့လုပ်ကြည့်ကြမယ်အဲ့တော့ကိုရဲ့အတွေးတွေကအနာဂတ်မှာကြိုတင်ပူပန်နေတာမျိုးဆိုလေကျမတို့လက်ရှိပြစ္ဆုတ်ပံမှာကိုလုံနိုင်တဲ့အကောင်းဆုံးအရာတွေကိုလုပ်ကိုင်နိုင်ဖို့အတွက်လုံနိုင်စွမ်းရည်ကြားတတ်ပါတယ်အထိတ်ကိုပြန်ပြီးတော့မိမိမလုပ်နိုင်ခဲ့တဲ့အရာတွေဆုံးရှုံးခဲ့တဲ့အရာတွေအတွက်ပြန်လဲတော့ခါရောက်ပြီးတော့ပူဆွေးနေမယ်ဆိုရင်လေကျမတို့ဟာဖြစ်ပြီးခဲ့တဲ့အတိတ်ကအရာတွေကိုပြန်လဲပြင်ဆင်လို့မရပါဘူးဒါကတဘာဝအတိုင်းသူဖြစ်ပြီးသွားခဲ့တဲ့အရာတွေရှိမယ်ပျက်စီးသွားခဲ့တဲ့အရာတွေရှိမယ်အဲ့တော့အနာဂတ်ကိုကြိုတွေးပြီးတော့ပူပန်တာမျိုးအထိတ်ကိုပြန်သွားပြီးတော့မှဒုက္ခရောက်ရတာစိတ်အဆင်မပြေဖြစ်ရတာတွေဟာကျမတို့လက်ရှိပြစ္ဆုတ်ပံနေထိုင်တဲ့ကာလမှာကျမတို့ရဲ့စိတ်အတွက်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအတွက်များစွာထိခိုက်မှုတွေနာမကျန်းဖြစ်မှုတွေအဆင်မပြေမှုတွေဖြစ်ပေါ်စေပါတယ်။ဒါကြောင့်ကျမတို့ဟာတနေ့ချင်းတရက်ချင်းမှာပဲအကောင်းဆုံးဘယ်လိုရှင်သန်နေထိုင်သွားမလဲ။ဒီနေ့ငါဘသူကိုကောင်းမွန်တဲ့အကျိုးပြုမလဲဒီနေ့ကငါမိသားစုကိုကျင်ကျင်နာနာနဲ့ဘယ်လိုဆက်ဆံလဲခလေးတွေအပေါ်မှာရောစိတ်ရှိရှိနဲ့ငါဘယ်လိုမျိုးကြိုက်တွေ့မလဲဆိုတော့တနေ့ချင်းကိုပဲဖြတ်တန်းသွားလာတဲ့အခါမှာကောင်းမွန်သောအရာတွေကောင်းမွန်သောလှုပ်ဆောင်ချက်တွေကောင်းမွန်သောရည်ရွယ်ချက်တွေနဲ့ဖြတ်တန်းကြတာဖြစ်တဲ့အတွက်ကျမတို့အနာဂတ်မှာကြိုတင်ပြီးတော့ပူပန်နေတဲ့အရာတွေဟာလည်းပြစ္ဆုတ်ပံမှာအကောင်းဆုံးလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီပူပန်နေတဲ့အရာတွေကအလိုလိုရွှေ့ချသွားပါလိမ့်မယ်ကျမတို့အနာဂတ်မှာလည်းကောင်းမွန်တဲ့အရာတွေပဲဖြစ်ပေါ်လာပါလိမ့်မယ်ဒါကြောင့်လက်ရှိပြစ္ဆုတ်ပံတဲ့မှာပဲရှုမြင်ပြီးတော့ကြည့်မြင်ပြီးတော့ကျမတို့ဘာတွေလုပ်နေလဲ
ကျမတို့အနည်းနာကကျမတို့ရဲ့ပတ်သက်ဆက်နွယ်ရတဲ့အတိုင်းဝိုင်းကြီးတစ်ခုလုံးမိတ်ဆွေတွေတငယ်ချင်းတွေအားလုံးဟာကျမတို့အပေါ်မှာအခုချိန်မှာကောင်းမွန်ဆက်ဆံနေတယ်ဆိုလို့ရှိရင်ယုံကြည်မှုအပြည့်အဝပေးပြီးတော့မှသူတို့ကိုနွေးနွေးထွေးထွေးဆက်ဆံတာမျိုးဒါမျိုးလေးတွေကျမတို့လှုပ်ပေးဖို့လည်းလိုအပ်ပါတယ်ဆိုတော့ညဘက်အိမ်မပြောဖြစ်တယ်ဆိုရင်အိမ်နေတဲ့အချိန်လေးမှာဒီ guided meditation လေးနဲ့ပြုလုပ်ပြီးတော့အိမ်လို့ရပါတယ်နောက်